Hello TV ကိုမှာ precision rifle scope ကိုဘယ်လိုရလဲဆိုတာပြမယ်ဒါပေမဲ့ကျွန်တော်ကဒီ raw တွေကရပြီးသားမလို့ဒီ raw box တွေကတော့ပေါ်မှာမဟုတ်တော့ဒါပေမဲ့ဒီ scope ကိုဘယ်လိုရခဲ့လဲဆိုတာပြပေးမယ် location ကနှစ်ခုရှိရယ်ပထမတစ်ခုကအခုဒီနေရာပြီးတော့ဒီ gravestone Okay ရုပ်ထု၄ခုရှိမယ်တစ်ခုချင်းစီတိုင်းကဒီလိုပုံစံဖြစ်အောင်လှည့်ပေးရမယ်ဒီလိုဒီလိုဒီလို Okay ရုပ်ထုအားလုံးကဒီလိုဖြစ်သွားပြီဆိုလို့ရှိရင် lower box ကဒီနားမှာပေါ်လာမှာလောယူလို့ရမယ်ဒါပေမဲ့ဒီမှာစကုတ်တော့မပါသေးဘူးအခုဒုတိယနေရာကိုဆက်သွားမယ် LEA လက်နာဒီ teleport သုံးလို့ရတယ်ဒါကနောက်ထပ် gravestone ရဲ့ location ဒီမှာဒီတစ်ခုလားတော့ကျွန်တော်မမှတ်မိတော့ဒါပေမဲ့ပြဿနာတော့မရှိဘူးတကယ်လို့ raw မရသေးဘူးဆိုလို့ရှိရင်ဒီနားမှာ gravestone ဆိုပြီးတော့ပြလိုက်မယ် gravestone ကိုနှိပ်လိုက်ရင်ဒီနားမှာ raw box ပေါ်လာမယ်အဲ့ဒါဒီနားလေးတော့ရမှာဒါဆိုရင် precision rifle scope ရသွားပြီ scope လေးလဲရသွားပြီဆိုတော့ red dot နဲ့ပဲဆက်ပြကြပေါ့